တော်ဖုန်းတစ်ချက်ကြည့်ဟုတ်ကြကြည့်ရတယ်အပေါ်အဝိနေဆိုတော့လွယ်ပါတယ်လားလားနော်စီဖို့ကုန်တော့ကျွန်တော်ဒီဘက်ကမဟုတ်ဘူးကျွန်တော်တို့ဒီဘက်ကမဟုတ်ဘူးဒီဘက်ရောက်နေတော့မလို့ဟိုမရှင်းတာမေးလိုက်တော့ကိုဟုတ်ဟုတ်ကလောက်ကကိုကလောက်လောက်လာဟုတ်တယ်ကျွန်တော်ကမှန်လေးတာနော်ကိုမှန်တော့လေအပေါ် all fine ဆိုပြီးoffline ဆိုဟိုလိုကအဲ့ဒါတော့မရှိဘူးပေါ့နော်ကြီးကြီးမားမားအဲ့ face တခုပဲအဲ့ sorry အဲ့ finger face ပဲရှိတယ်ကျွန်တော်မကြည့်တော့ပါဘူးဒီပဲပြောတော့မှန်တယ်ကြားတယ်တို့တွေတော့သူသုံးတာမို့လို့မကြည့်တော့ပါဘူးဒီမှာခဏဟိုကောင်လေးကကျွန်တော်ဘေးရွှေ့ပေးထားတယ်နော်တော်တော် easy တက်ခဏမှပြန်မစစ်တဲ့ပုံစံမှာကိုကြီးကအိုင်ဖုန်းကင်နေကြတယ်လို့အိုမန်ကြီးပါဖေးလည်းရတယ်နော်ကိုဟုတ်ဟုတ်အဲ့ဒီနဲ့အဆင်ပြေတယ်ပေါ့ဘယ်လိုအဲ့ဒီနဲ့ဆင်ပြေပေါ့အကိုကလေကျွန်တော်၄သိန်း3000ငါခွဲနော်ဟုတ်တယ်3ခွဲကျွန်တော်2သိန်းဆိုတော့အဲ့2သိန်း3000လဲရမှာပေါ့အဲ့လိုလားအဲ့လိုအဆင်ပြေလားအဲ့ဒါကိုပြေတာငါ့ကိုအစပြေတယ်ကိုကဟိုမှန်လေးလဲထားဆိုတော့ငါ့ကိုနည်းနည်းတော့ပို့လိုက်တော့ကိုအစကဟိုအကုန်ဒီလက်ဝဲပဲမရတာအကုန်ပါဖြစ်တယ်ပေါင်းနေပါလေစာမဖတ်ပါဘူးစစ်တော့စီးရတော့ okay တယ်မဟုတ်လားညာစီးရစီးရ okay တယ်စီးရဟိုပါဖြစ်ဆက်လို့ဟိုပါဖြစ်တယ်ပေးပြီးတိုင်းစီးရအခုကလည်းစီးရအဆင်ပြေအဆင်ပြေတယ်ကိုအဆင်ပြေတယ်စီးရရလဲကျွန်တော်အကုန်ဟိုလုပ်ပြီးသားကိုကျွန်တော်အခုခက်တာ data ရွှေ့ရမှာဘယ်လိုရွှေ့ကျွန်တော် iPhone မကူးတယ်ဘူးအဲ့ထဲမှာဖုန်းပြောပဲပါတာရှိတဲ့အတိုင်း brother ချတာဒါတော့မှဟုတ်တယ်ကျွန်တော်ကဟိုလိုပေါ့ကွယ်ဖုန်းပြောလေးလောက်ပဲကျွန်တော်တို့အဲ့လိုတော့မရွှေ့တတ်ဘူးချိန်တော့ပေးရမှာစိုင်းတော့ရွှေ့လဲရမှာရတယ်ချိန်ရပါတယ်ဘာမှမဖြစ်ဘူးဒီအကိုဒီနာဘယ်ထိုင်သိလဲဟိုကမတော်ဘူးမရှိတဲ့ဘက်သွားလိုက်ဒီတရွှေ့မှာဆိုအဓိကဟိုကပေါ့ဗျာကျွန်တော်အဲ့မှာ email တွေပါတယ်ကျွန်တော်ဟိုကနဲ့ချိန်ထားတာ grab နဲ့ချိန်ထားတော့လေရတယ်ကျွန်တော်ကမလုပ်တော့ဘူးကိုစိတ်ကြိုက်လုပ်လို့ရတယ်နော်အဲ့လိုမျိုးဒီဇိုင်းလေးဟုတ်တယ်မျိုးဒီဇိုင်းအဲ့ဒါနူဒီဗန်နေဒီကစပီကာတော့နည်းနည်းဖြစ်တယ်နော်မဖြစ်ဘူးလို့ဟုတ်လေကိုအဲ့ဒါကြတော့သူကဘာရှင်းပေါ်မှာကွာပြီးတော့ rain နှုံးနဲ့ပြောင်းတာမလို့လေဟိုနောက်ကအက်တန်လိုက်အဲ့ဒါကြောင့်မလိုက်ပါဘူးဟိုကအဲ့ပေါ် rain နှုံးဟိုပေါ်မှာမူတီးပြီးနားထောင်ကြည့်လိုက်ပဲအဲ့ဒီ rain နှုံးကနေအတန်အတိုးရှော့လုပ်လို့
အဲ့ရနေရာမှာပုံမယ်လေ အဲ့ဒီကကိုဘေးမပါဘူးအဲ့ကက အဲ့လား ကချင်းခွန်ခေါ် အ တာ မေကျော်ကကျွန်တော်ကဲဟိုလောက်နေဘာမှဘေးမပါ ဟောတော့ပလန်ကကြီးထည့် ပ တာ လန်ကကြီးမလို့လေ ဩအခုကဆိုင်းလန့်ကလို့ကြီးအောက်ကိုချထားတာ ဟောမို့ကျွန်တော်ကိုင်းကိုမကိုင်းသေးလား တော့အဲ့ဒါကာဗာနဲ့ဟိုဖြစ်နေပြီနေမှာ ညှိသွားတယ် ဟိုတည်းကလေးပြီးရင်ပြီးတယ်